ပိုင်းတည်းရဲ့အစမှာတော့ကြွသွားတဲ့စီတားကြဘယင်ကြီးကဖွဲတစ်ဖွဲနဂါဖမ်းကြီးတော့ခံထားရပြီးတော့သူတို့ကတန်ချင်းနေဖြစ်ပြီးတော့သူတို့ကကဘာကြီးကိုဒီအစာအုပ်ကြီးကောင်လုံးပြည့်စည်အောင်လုပ်ပြီးပြမတ်တွေကိုတက်ခိုင်းနေလို့ဖြစ်ပါတယ်အရှိမမယ်သူတို့ကမြင်းခွာတဲ့နေမှာတော့မဟုတ်ဘူးအတန်ကြီးချင်းဆိုရအတန်ကြီးကြားလိုက်ရပြီးတော့စစ်တီတော်တွေအများကြီးရောက်လာခဲ့တယ်။ဟာရီကလည်းအေးစစ်တီဒီလိုတက်တာတော့ဒီလိုလည်းပြောပြလိုက်ပါ။ဝိရှမတူရီဒီသားရှိတော့ဘာကြောက်လဲလမ်းခွေရလေရလာပြီးတော့ခိုင်ဖို့သူရဲ့ခေါင်းဆောင်ဖြစ်ခတ်အမှနေပါလေတိုက်ကြလို့ပြောပါတယ်ဒီလိုစတင်တဲ့ခိုင်ကြပါလည်းတက်ခိုင်ကြပြီဘောလုံးတက်ခိုင်ကြပြီးတော့အရင်ဖြစ်နေတော်လေးပေါ်လာကြအောင်ဆိုမှလည်းဒီဖြစ်နေလူရအားရတက်ဆုပ်ဖြစ်ကိုယ်ဝမ်းတိုင်းခိုင်နေကြတယ်ဟိုကလည်းသူကရင်းရသူ့အောက်ချပြီးရောလိုက်ပါအောက်ကြတော့လည်းမင်းတို့ကန်ဖို့လိုက်ပြောလိုက်တော့သူရဲ့စစ်တီကိုထခေါ်လိုက်ဒီရုတ်တခိုင်နေတဲ့တမဟာဖြစ်ပါတယ်လာတဲ့နေလူကလည်းလက်ရတူကြကြဘူးနေရှင်လမ်းသမားတွေကတက်ခိုင်ဘီရင်ကိုဖမ်းဆီးလိုက်တယ်ဒီလိုနဲ့ဘီရင်လည်းတပ်သားတွေကိုလည်းခေါ်လို့မရတော့ဘူးဘီရင်လည်းချုံသွားရပါတယ်မလို့ပြောတော့စစ်တီတွေအားလုံးလည်းရက်လိုက်ခဲ့ကြရပါတယ်ဒီလိုနဲ့ထောင်သွင်းအင်းကြီးကိုဆုံးဖြတ်ခဲ့ကြပါတယ်ဒီလိုနဲ့ဟိုရလဲသူတို့ကလည်းနေရာထုံးသွားတော့မှဖြစ်ပြီးတော့သူတို့ရဲ့ဟိုရသူတို့ကဆာမူရိုင်းပုံလေးကြီးပြီးဆာမူရိုင်းငေါင်းတော့ကိုလိုက်ရမှာဖြစ်တဲ့အကြောင်းပြောကြလိုက်ပါတယ်တို့နေရပြောင်းသွားခဲ့ပါလူနဲ့နိုင်ငံရဲ့ဘုံနိုင်ငံဒီဟိုတော့အတင်းချတာအတင်းတိုက်ကြီးရဆုံးကြီးအဆောင်ထထရှိနေဘောမOh noဒီဘီယာလေးသားတော့ပါပုံမှန်ကြည့်လို့ရအောင်ဟောနေရစောင့်ကြည့်နေသူကအားပြောရင်းလင်းစစ်တီရွာရွယ်ဖြစ်ပါတယ်ဒီလိုနဲ့ဘီရတယ်ချင်းတီးရပြီဒီဖက်လိုက်ပြီးငါရဲ့ချက်ကုန်နေဟိုနေရာလည်းပြန်လဲအဲ့မြင်အဲ့ဒါတွေ့တော့ရပါတယ်နော်ဒီလိုနဲ့
နောက်ကောင်းမှာပဲသွားလဲဆိုရင်တော့သူကအေးစစ်စစ်ရှုကင်းတွေကို6ကြည့်နေပါတယ်အဲ့တော့ဘုလို့ဒီ